တော်မင်္ဂလာပါဒီနေ့မှာတော့ G11 မြန်မာစာတိတ်သူသမီးစကားပြေတွေကနေပြီးတော့ကျွန်တော်ကြိုက်တဲ့ဝက်ကြလေးတစ်ချောင်းကို share လုပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ကသင်ကြားရေးပိုင်းမှာကျွန်တော်တရားတဲ့သင်ခန်းစာတွေကနေပြီးတော့စကားလုံးတွေဝက်ကြတွေကိုတွေးရတာခံစားရတာကိုပို့ပြီးတော့စိတ်ဝင်စားလေးရှိပါတယ်ဒီစကားလုံးတွေဒီဝက်ကြတွေကရမှတ်တဲ့ကျွန်တော်တို့ရဲ့လောကထဲမှာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာဘယ်လောက်ထီအောင်သုံးကြလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားလေးရှိပါတယ်ဒါကြောင့်လည်းဒီတိတ်သူသမီးစကားပြေကိုဖန်နာနေပြီးတော့ဒီဝက်ကြလေးကိုတွေ့ရခြင်းဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတော့တိတ်သူသမီးကသူ့ရဲ့အလူပြုချိန်တွေအလူကပုံကိုယ်တွေအလူပစ္စည်းတွေကိုဖော်ပြပြီးတဲ့အခါမှာသူ့ရဲ့စိတ်စံတာလေးတစ်ခုကိုသူထုတ်ဖော်ပြီးတော့ရည်ထုတ်ထားတာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အချင်းချင်းအမျက်ရည်တစ်စိမရှိချစ်တော်မျက်စိဖြင့်ရှုကြရစီဤဆိုတဲ့ဝက်ကြလေးဖြစ်ပါတယ်အဲ့တော့ဒီဝက်ကြလေးကိုဖတ်ပြီးတဲ့အခါမှာစိတ်ထဲမှာတွေးမိပါတယ်။အော်ပကံခေတ်ကြောက်စာရီမှာကလေးကဒီဝက်ကြလေးဟာဘာလို့ဖော်ပြနေလဲဆိုတော့ငြိမ်းချမ်းရေးတရားကိုဖော်ပြတဲ့ဝက်ကြလေးပဲ။ငြိမ်းချမ်းရေးတရားကိုခံစားမိတဲ့ဝက်ကြလေးပဲ။ကျွန်တော်အဲ့လိုမျိုးတွေးမိပါတယ်။ဒါကြောင့်ကျွန်တော်တို့ရစာပေတစ်ပုဒ်ကိုဖတ်ရှုပြီးတဲ့အခါမှာကိုဖတ်ရှုရတဲ့စာပေတွေကနေပြီးတော့ကျွန်တော်တို့ဘဝအတွက်တွေးမြင်ကောင်းတွေလိုက်နာရမယ်မှတ်သားရမယ်ခံစားရမယ်သဘောတရားတွေကိုရရှိနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်